啊，下次嘛咯呀，少点没那味喏，是少哪里？啊，你少都多讲哪呗？那个有个便宜点少。啊，然后办去不？好个少。哎，这些要的少个了，大家都，这要弄完就要了。哦，差个一点新鲜。好吧好吧啊。你少个多少？干嘛要来播的？哦，我该查查。哦，现在天天都讲哪呗？这路天没没路喏。啊，胡说呢？咱们买不能要多少？好吧。啊，你嘛？好。我们那屋里啦，我人家面来下的，板栗片呢，对了。好，对是对不对？板栗making 弄的啊，买不？呀，铁啊，你板栗片多的，都铁表面白来烂的。哦。对了。哦，好少。你帮不老心来说啊，多起来就少爷，里面呢少爷。现在多包的。少个下午 ，offset 给到没有的，保利给的呀。保利给个偷他的少。好吧。原来讲表演的，ဒီထဲမှာ都ခုနဘာသာတွေထဲမှာပါလာတယ်အမျိုးကွဲပြီးတော့ထွက်လာတဲ့ subject လေးရှိ ဟုတ်ကဲ့ဟုတ်အဲ့ဒါဘာလဲဆိုတော့အဲ့မြဲလက်ထဲမှာဂျာပနီးရလည်းအသုံးဟုတ်ဒါ dice match ပေါ့နော်ဒါတော့အန်စာလုံးနဲ့ပြတဲ့မျက်လက်တွေပေါ့နော်အန်စာလုံးတစ်လုံးမှာသူကသက်ဆိုင်ရာနံပါတ်ကလေးတွေရှိတယ်ဟုတ်ကဲ့ဆရာအဲ့အန်စာလုံးလေးကိုဒီပြချင်းပြန်လို့ပြောဒါအန်စာလုံးနဲ့ပတ်သက်တဲ့ဘာသာရပ်တစ်ခုပြန်ပြီးတော့အန်စာလုံးကြီးအပြားကြီးပြသွားပြီအန်စာနဲ့ပတ်သက်တဲ့ပြကွက်တစ်ခုနောက်တစ်ခုမိုက်တယ်ထပ်ပြောမယ်ဟုတ်အဲ့အန်စာမှာမူခွဲလေးတွေရှိတယ်ဟုတ်ကဲ့ဆရာအပေါ်မှာ၄ရှိတယ်ဆရာအောက်မှာ1လေးဆရာ4ဟုတ်ပြီလားဟုတ်တယ်အပေါ်က4ကိုမင်းလက်မလေးနဲ့ကျွန်တော်အောက်ပါနော်ဟုတ်ပြီအောက်က1ပေါ့ဟေးဟုတ်ပြီလက်ညှိုးလေးနဲ့ပိတ်လိုက်လက်ညှိုးနဲ့ပိတ်တာပိတ်ထားပြီးလေးနဲ့မုံလားဒါတော့ဒီဘက်အရင်တော့မြက်လက်ဆရာကြီးအပြောဆိုရင်တော့ဒီဘက်ကိစကားနဲ့ပြောရင်ဂျင်းထဲတာပေါ့ဟုတ်ကဲ့ဆရာမင်းမထက်လည်းရပြီโอเคအပေါ်ကနံပါတ်ဘလောက်ပြန်ဖွင့်ကြည့်၄ပဲလေးဆရာဟုတ်ပြီအောက်မှာပြန်ပြီးတော့ဖွင့်ကြည့်အော်နှစ်ပွင့်အောင်တိုးပါတယ်ခုန1လေးဆရာအေးလေအဲ့ဒါဘာကြောင့်ပြောင်းသွားလဲ၄ဟုတ်ပဲဟာလားပြောင်းသွားပြီဟာ၄3ဖြစ်သွားအန်စာလုံးပြတော့အန်စာလုံးရဲ့အကြောင်းအရာသိရဟုတ်ကဲ့ကိုရနေ့ကကျွန်တော်ပြောသလိုဖဲမြဲလဲပြတော့ဖဲအကြောင်းအရာသိရဥမာကတို့ပင်မောင်လုံးလို့ခေါ်ဘောလုံးနဲ့ပတ်သက်ရင်ဘောလုံးအကြောင်းသိရမယ်ကိုတောက်တဲ့ရေတောင်းမြစ်ကလေးတစ်ခုသိဖို့တော့လို့ဟုတ်ကဲ့ဥပမာပြောရင်အခုဒါဆိုအန်စာလုံးတစ်လုံးအန်စာလုံးကတို့မြဲလက်ဆရာတွေအန်စာလုံးကိုမြဲလက်အဖြစ်အသုံးပြုလိုက်လို့ပေါ့ကွာဟုတ်အဲ့တော့ grand belly လို့ခေါ်တဲ့ဒီလောင်းကစားသုံးတဲ့အခါမှာသူကလောင်းကစားသုံးပစ္စည်းဖြစ်သွားတယ်ဟုတ်ကဲ့နောက်တစ်ခါအခြားကလေးကစားစရာပစ္စည်းအဖြစ်အသုံးပြုတဲ့အခါမှာအသုံးပြုကစားစရာဒါပေမဲ့ဘယ်လိုလဲပြောအန်စာလုံးထုတ်တဲ့ကုမ္ပဏီရဲ့ရန်တမ်းမှန်တမ်းထုတ်လို့မရဘူးအန်စာလုံးမှာသူကမူရှိတယ်ဟုတ်ကဲ့ဘာမူလဲသိလားတိဆိုတဲ့ကဏ္ဍရဲ့သူကအန်စာလုံးတစ်လုံးမှာသူက6မျက်နှာရှိတယ်ဟုတ်တယ်6မျက်နှာကဏ္ဍ6မျိုးရှိရတယ်ဟုတ်ကဲ့ဥပမာ1 2 6ပေါ့1 2 3 4 5 6ဟုတ်အဲ့6မျက်နှာမှာနံပါတ်1အန်စာလုံးဒီတစ်လုံးကအစစ်အမှန်အန်စာလုံးက in ဟိုလိုပေါ့နော်ဂျင်းထဲထားတဲ့အန်စာလုံးလားဆိုသိရင်ဟုတ်ဒါဘုသူတဟုတ်တင်းနဲ့မျက်နှာချင်းဆိုင်မှာတန်ကြည့်ကြရမလို့6ရှိရဟုတ်ဘာကြောင့်လဲဆိုပြန်ကြည့်လိုက်တင်းရဲ့မျက်နှာချင်းဆိုင်မှာ6ရှိနှစ်မျက်နှာပေါင်းခြင်းက9ရှိရ9ရှိရဟုတ်ကဲ့ဟုတ်ပြီတိပြီးတော့ကျန်တာတွေလည်းအဲ့လိုလာမယ်ကြည့်ဟုတ်တိပြီးတော့နှစ်ပြန်ကြည့်လိုက်နှစ်နဲ့မျက်နှာချင်းဆိုင်မှာဘာရှိမလဲဆိုရင်9ရှိမှာဟုတ်ပြန်ကြည့်လိုက်သူကနှစ်ခုပေါင်းခြင်းနှစ်မျက်နှာပေါင်းဟုတ်ပြီတက်က3တပ်ထပ်စီရ3နဲ့မျက်နှာချင်းဆိုင်4ပြပေါင်းခြင်းအဲ့တော့အန်စာလုံးတစ်လုံးရဲ့ real ပေါ့နော်အန်စာလုံးအစစ်အမှန်ဆိုရင်တင်းနဲ့မျက်နှာချင်းဆိုင်မှာ6ရှိမယ်နှစ်နဲ့မျက်နှာချင်းဆိုင်မှာ9ရှိမယ်3နဲ့မျက်နှာချင်းဆိုင်မှာ4ရှိမယ်အဲ့ဒါဆိုရင်အန်စာလုံးအစစ်အန်စာလုံးကိုပဲဟုတ် pattern ပြောင်းပြီးတော့ slide လေးတစ်ခုသုံးကြည့်ဟုတ်ပြီဗျာကြည့်မယ်ဗျာအန်စာလုံးဒီကအနီးလေးအနီးရောင်လေးဟုတ် sorry နော်ဟုတ်တယ်ရှင်းပြချင်းပို့သွားလိုက်ရှင်ထည့်လိုက်လို့ရှင်ပြောရက်ခုံကနေပြီးတော့အောက်ကိုဖောက်ပြီးရှင်းသွားဟောဘယ်ကိုရှင်းသွားလဲဆိုတော့တက်ထဲကိုကြာဟုတ်အဲ့တော့ဒီနေရာမှာ slide လို့ခေါ်တဲ့လက်ပါတယ်တက်ကြည့်အောင်တီးချိန်မယ်2မရဘူး3ကောင်းလိုက်တဲ့ slide တွေဆရာရဲ့ဟုတ်လက်လို့ခေါ်တဲ့လက်ရဲ့ training လေ့ကျင့်ခန်းဟုတ်ကဲ့ဆရာဟုတ်အဲ့လေ့ကျင့်ခန်းမပိုင်ရင်ဟုတ်မျက်လက်ပြလို့ဟုတ်ကဲ့ဒါဘာလို့ဆိုတော့မျက်လက်မှာခုနပြောတဲ့ slide down လို့ခေါ်တဲ့အကျွေးလက်ထဲမှာလေ့ကျင့်ခန်းကျွမ်းကျင်ရင်ကြိုက်တဲ့ပစ္စည်းရှိတဲ့ပစ္စည်းနဲ့ဟုတ်ကဲ့ဆရာ training လုပ်ရတယ်ဆိုင်နေကလေးတွေဟုတ်ကဲ့ဆရာအဲ့တော့ဒါအန်စာတုံးနဲ့ပတ်သက်တဲ့ဒီနေ့ဘုသူကနဲ့မျက်လက်ဒီမျိုးငါ
ဒါကျုံလို့လက်ဆောင် ဟုတ်ကဲ့ဆရာ โอเคအားလုံးစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေကျွန်တော်တို့ကမြဲလက်ပြတဲ့မြဲလက်ဆရာအားလာနေဥပကမြဲလက်ပြတဲ့မြဲလက်ဆရာ နေပါတယ်ခင်ဗျာ အားလုံးကျမ်းမာချမ်းသာကြပါ